ဒီနေ့တော့တခြားမှာအရန်တော်တဲ့သူတယောက်အကြောင်းရိုက်ထားတဲ့ရုပ်ရှင်ကိုပြောပြမယ်နော်ဇာတ်ကားနာမည်က Beautiful Minded တကယ်အဖြစ်ပြက်ပါသူ့နာမည်က John Nash တဲ့သူက Princeton University မှာသင်္ချာလေ့လာနေတဲ့ထူးချွန်တဲ့ကျောင်းသားတစ်ယောက်ပေါ့သူကလူတွေနဲ့မပေါင်းဘူးအမြဲအိုင်ဒီယာအသစ်တစ်ခုကိုပဲတွေးနေတယ်ရှာနေတယ်ဇလန်းစမှာသူ့ခန်းဖော်နဲ့ပဲသူကစကားတွေပြောတယ်တခြားအကြောင်းတွေဆွေးနွေးတယ်ကျောင်းသားတွေတဘာဝရန်ဖြစ်လိုက်စကားတွေပြောလိုက်ပေါ့သူဟာ Game Theory ဆိုတဲ့သင်္ချာ concept တစ်ခုကိုလုံနိုင်ခဲ့တယ်။ဒါကသူ့ကိုကမ္ဘာအတော်ဆုံးသင်္ချာပညာရှင်အဖြစ်သတ်မှတ်စေခဲ့တယ်။ဒီလိုနဲ့သူ့ဘဝကတဖြည်းဖြည်းပြောင်းလဲလာတယ်။တနေ့မှာအစိုးရရဲ့လျှို့ဝှက်ဆောင်ထောက်တစ်ယောက်သူ့စီရောက်လာပါတယ်။လျှို့ဝှက်ကုတ်တွေပေးတယ်။ရုရှားလျှို့ဝှက်ဆောင်ထောက်တွေကိုဖော်ထုတ်ရမယ်လို့တာဝန်ပေးတယ်။ညတိုင်းပဲလျှို့ဝှက်နေရမှာသူတို့အမြဲတွေ့ပြီးစာတိုက်ကနေစာတွေလဲညဆိုဘယ်သူမှမသိအောင်သွားပို့တယ်။တကယ်တော့ဒါတွေဟာအမှန်တရားမဟုတ်ပါဘူး။သူနဲ့နေတဲ့တငယ်ချင်းကလည်းတကယ်မရှိပါဘူး။အချိန်ကြာလာတာနဲ့အမျှသူမြင်နေရတဲ့လူတချို့ကလည်းမရှိဘူး။သူ့ကိုသူတောင်နားမလည်နိုင်တော့ပဲ။နောက်ဆုံးမှာဆရာဝန်တွေကသူ့ကိုမရှိတာကိုရှိတယ်လို့မြင်နေရတဲ့ယောဂခံစားနေရကြောင်းပြောပြပြီးစတင်ဆေးကုပါတော့တယ်။ဒီအချိန်ကသူ့ဘဝအခက်ခဲဆုံးအပိုင်းပါအရင်သူအမှန်ထင်နေတဲ့အရာတွေကလည်းမြင်နေရတော့ပဲဒါပေမဲ့တကယ်မဟုတ်ဘူးဆိုပြီးစူးစမ်းနေထိုင်နေတာကအတော်သနာစရာပါသူ့ဇနီးကအများကြီးကူညီခဲ့တယ်။နောက်ဆုံးတော့ယောဂနဲ့အတူသူကရှင်တွဲနေထိုင်ပါတော့တယ်။သူ့ရဲ့စူးစမ်းမှုကြောင့်နောက်ဆုံးမှာနိုဘယ်ဆုကိုရရှိခဲ့တယ်။ဒါတောင်သူကဘေးနားကလူတွေကိုမေးပြီးငါနိုဘယ်ဆုရတယ်ဆိုတာဟုတ်လားတဲ့သူ့အတွေးတွေကမြင်အောင်နေကြသူတွေများဖြစ်နေမလားလို့သူထင်မိနေသေးတာ။ဒီဇလန်းကစိတ်ကျန်းမာရေးဆိုတာလူတစ်ယောက်အတွက်အရန်အရေးကြီးတယ်။လူတစ်ယောက်ဘဝကိုပြောင်းလဲနိုင်တယ်ဒီအတိုင်းပဲအချစ်ဆိုတာကလည်းဘဝမှာတကယ်ကိုအရေးပါတယ်ဆိုတာပါပဲစိတ်ဝေဒနာအချစ်ပညာစတာတွေပေါင်းဆက်ပြသွားတာသိလှတဲ့ဖြစ်ရမှန်ရုပ်ရှင်မှာကြည့်လိုက်ပါဦး